Amazon project scope management ဆိုတာပါလေ project scope management ဆိုတာတော့ကိုယ့်ရဲ့ဒီမှန်းချက်ပန်းနိုင်ကိုယ်စီမံကိန်းတစ်ခုရဲ့ဒီမှန်းချက်ပန်းနိုင်ပြီး goals တွေ objective တွေနောက်ကျွန်တော်တို့ရဲ့ delivery ရဲ့ပေါ့လုပ်ငန်းတာဝန်တွေဒါတွေကိုကျွန်တော်တို့ကစနစ်တကျထိန်းညှိတာပြီးရင်ကိုသုံးရမယ့် budget ကျွန်တော်တို့ရဲ့ resource တွေကန့်သက်ချက်တွေဒါတွေကိုတောင်းလျှောက်ထိန်းကြောင်းသွားတဲ့ဟာကို scope management လို့ခေါ်တာ project ကြီးတစ်ခုလုံးအကောင့်တွေပေါ်နေတယ်အကောင့်တွေပေါ်တဲ့အပိုင်းကအကောင့်တွေပေါ်နေတယ် project manager လုပ်တဲ့လူကဒီပေါ်မှာလုပ်သွားတာဘာလို့လုပ်ရမလဲလို့ကဘောင်ပေါ်ထွက်သွားတာဘောင်ကျော်ဦးလားဒါလေးကိုသိတော့မှာဒီအောင်သိတော့ဆိုလို့ရှိရင်အနေကြီးဒီကတော့သူကဘာလို့လာလဲဘာမလို့ရဘူးလဲဆိုတော့ပိုင်းတာဟိုဒါကမှလည်းကျွန်တော်မှတ်ထားတယ်တတိယပုံပေါ့ဆိုရင် time နဲ့ဘယ်ကဆိုကျေသွားရင် time ကလည်းကျေလာပါပဲဒီဘက်က money ကလည်း cost ကလည်းတက်လာပါဒီတော့ကျွန်တော်တို့ကထိတ်တော့အဲ့တော့ဒီထိတ်တော့တဲ့လုပ်ငန်းတွေကအဲ့တော့ထူးဆန်းတာကိုထူးဆန်းဖို့အဲ့တော့နေ့စဉ်ဘဝမှာလုပ်နေမနေရအဲ့ဒီလုပ်နေတဲ့ practice ကို project မှာဘယ်လိုပုံမလဲဒါလေးမတူမိဘူးဥပမာအားဖြင့်ဆိုရင်ဟောဒီမြင်ချက်တာဘာနဲ့ scope ခံဟောဆိုင် scope ခံလေဟာရတဲ့လာတာက3သိန်းဆိုလို့ရှိရင်တစ်နေ့ကိုဘယ်လောက်ပုံနေရမလဲတော့အဲ့တော့အင်အားသားမျိုးလုပ်တဲ့လူကတတိုင်းသားတယ်ဆိုတော့ဒီမိသားစုတော့ရလို့ရတယ်နော်အာလူကြီးပြီးမယ်စားတယ်ဒါထိကြည့်တယ်သိကြည့်တယ်စားတာနေကလာတော့လို့တည်းမှာတော့စားရတာပေါ့တော့ဘယ်လိုပြောလာတတိယပိုင်းတော့လို့ရှိရင်တော့တက်တာပဲပြန်တော့လာ23ပြလာဒါစုဖမ်းနေတာဘာမှတော့မလားအများနဲ့လုပ်နေတယ်ဆိုတော့တော့တဲ့မှာကျွန်တော်တို့ကပြင်တော့လိုက်တယ်ငယ်ငယ်လေးတွေပြေးကြသွားတယ်ဟောငါတို့ပြေးတော့ဘုံလို့စားမယ်အတကယ်ကြီးတွေ့အောင်ဆိုရင်ဒီရမင်းနေရတော့ဒီကြောင်တွေဆောင်းနဲ့မပြေးပြရဘူးလားပြေးတယ်တော့စုပ်ခံဆိုတော့အဲ့မှာအဲ့စုပ်ကပေါက်တယ်ဒါမှလည်းခဏလေးပေါက်လို့မပြေးနိုင်ရောက်တဲ့အခါကျတော့ငယ်ငယ်လို့လည်းလို့ကရင်းချင်တော့ဆက်လေးကြီးတော့ပေါက်ပြရတယ်လို့အဲ့ဒီဘက်မှာပါဘိုးပဲပါတော့ဆက်လိုက်တော့ပါလားဒီကလည်းဆက်လိုက်ပြီးပေါက်ပြီးတဲ့အခါကျတော့လေရင်းချင်တယ်ကွာနောက်တော့ဘုံလေးတစ်ခုတော့ထပ်စားလိုက်တယ်ဟောဆိုတော့ပါနေဟာတန်းရတဲ့ပတ်စံနဲ့ပုံပြီးတော့ကိုမှဘယ်လိုလဲကပေါ်လာပြည့်တဲ့ပေါ်လေးတွေကဘုံလုံးနဲ့လို့ပြောဒါစကုတ်ပဲဘုရားရဲ့ကဘုရားရဲ့ကတော့ဖက်စစ်လေးကြီးပေါ်လာတော့ဘာဖြစ်လဲပတ်စံကိုပုံလာတယ်ဒါပေမဲ့ကျွန်တော်ကစားတဲ့ခံလို့ရတာကစက်လေးတော့လေးရတဲ့ကတော့ဓာတ်ဝတ္တနာဆိုတော့တိုင်းပါပါတက်တာဒါကဒီသုံးခုကိုဒီသုံးခုခိုင်းတော့ကျွန်တော်တို့က project တစ်ခုကိုစဉ်းနေဒီစနစ်တကျသူတတ်မှတ်ထားတဲ့ time frame တွေမှာတတ်မှတ်ထားတဲ့ budget တွေမှာပြီးတော့လုပ်နိုင်တယ်ကျွန်တော်ဆိုရင်ဒီဟာကိုဗမာတွေကသတိထားမိတယ်ဆိုတော့ကျွန်တော်ခလေးပါတဲ့သတိထားမိတယ်ဗမာသတိထားမိတာလဲဆိုတော့ကျွန်တော်အခုလုပ်တဲ့လူကသူအဆွဲဆုံးရတယ်ဓမ္မလေးရတယ်ပြန်လေးရတယ်ဓမ္မလေးရတယ်ပြန်လေးရတယ်ဆိုတော့တိကျတော့ဘာလို့လဲဆိုတော့အိမ်မှာဇွဲပုံလို့ပြောလို့အိမ်မှာတက်သားလေးရှိတယ်ထက်သားလေးရှိတယ်အဲ့သူ့ရဲ့ရေးတဲ့ကဘာလဲဆိုတော့6-4ချောင်းနဲ့ဇွဲပုံဝိုင်းလုံးကတော့စားလို့တဲ့ကကျတော့အားကြီးလို့တဲ့လူကဇံဝါနေတယ်ပြပါလို့သဘဲဘာလို့လဲဟောဒီနေ့ကျတော့ကော်ဖီကိုတင်လို့ရတော့စားလို့အဲ့ဒါဆိုရင်အန်ဒရိုက်မှာကျရလို့ရှိရင်ဘူပေါင်းဘာလို့ဟုတ်တယ်မူလစတော့တော့6-4ကောင်းနဲ့သဘဲကိုတူတယ်အခါသားနဲ့လုံးတာဘုံဘေးကနေကြံပေးလိုက်တဲ့အခါကျတော့အန်ဒရိုက်ပါတော့အခါသားနဲ့မရဘူးလူလာတော့ဒီလိုအခါသားနဲ့ဆိုလို့သူကပြောတာကလုံးချင်းတာမှုပါညာနဲ့လူသုံးတော့ပုံတော့အခါသားနဲ့မရတော့ဆိုတော့အန်ဒရိုက်ပါတော့မလုပ်ရဘူးဆိုတော့တက်သားဝင်ဟောတ
သားသိဖို့ပဲဝဲဖို့လို့တော့အဝိုင်းပြနေတဲ့ခါကျတော့အဲ့လိုမျိုးကခက်တဲ့ခါကျတော့ဥပမာတစ်ပတ်လောက်စဉ်းစားတစ်ပတ်လောက်စဉ်းစားပြီးလုပ်နေရင်လည်းသူကြီးလုပ်တဲ့လူလာတယ်နော်ဒီစဘလုံးကလာပလာလေးပါထည့်ရလို့ရှိရင်ပလာပေါ်လေးထည့်ရလို့ရှိရင်ပူကောင်းတာပေါ့ဝဲကပလာပေါ့ထည့်ရတယ်ဒီဝေးစဘဲလေးပါတော့ဒီဟုတ်တယ်လို့ပဲတော့ဒုတိယတော့ဒီကောင်ကအောက်ဖို့အတွက်သူကရိုးရိုးတော့မရဘူးဟုတ်ပါဘူးအဲ့ဒီကပဲလိုက်တော့ပြေးဖို့ပါတပိတ်ပေါ်မှာပေါ့ဘူးအဲ့ဒီကတော့ကပြလိုက်လို့ရှိရင်အောက်ရောက်လာမှာညမဝဲမရတော့ဒီမှာလဲတော့ကျန်မှာတပတ်ရန်ကုန်ရဲ့ PC ရောက်လာတက်ကြည့်တက်လို့ရတဲ့အခါကျတော့ရန်ကုန်ရဖို့ကဲနောက်ဆုံးတော့နေတဲ့အခါကျတော့အဲ့ဒီ PC ကဥပြေပါအဲ့တော့မူလာတော့က6လေးတောင်းနေစပွဲကိုတပတ်တွင်းလို့မယ်ဆိုတဲ့ဟာကစကုပ်နဲ့ကိုမထိနိုင်တဲ့အခါကျတော့စကုပ်ပေါက်ထွက်သွားတယ်စကုပ်ကြီးဖြစ်သွားတဲ့အခါကျတော့သက်ဆိုင်တော့ကုန်သိကိုကုန်သွားတယ်ချိန်ကိုကုန်သွားတာ project management ဟုတ်လား project management မှာဒီ scope ကိုခိုင်းတယ်ဆိုတာပဲဒီ scope ကိုမခိုင်းနိုင်ရင်သက်ဆိုင်ဘူးနဲ့ချိန်ကိုကြဒါတော့ project management လို့ပြောတယ်မှာကျွန်တော်ကဒီ scope management ကိုမခိုင်းလို့မရဘူးခက်တာလို့တော့မခက်ဘူးတတိယလို့ဖြစ်သွားတယ်အဲ့ဒီ scope management ကိုကျွန်တော်တို့ကလိုက်နာဆောင်ရွက်မယ်ဆိုရင်ဒါတွေကျိုးရမှာလေဆိုတော့လိုအပ်ချက်တွေအတိုင်းအတာဆောင်းနေတဲ့ဟာကိုကျွန်တော်ကအသိဆုံးတယ်အမှုဟာကိုယ်ကရိုးရိုးသက်သာနေပဲလို့မှာပြီးပြီမဟုတ်ဘူးကျန်ပြီးတဲ့ကဆိုးပေါ်တော့ဒါမျိုးတွေမဖြစ်လာဘူးနော် project ကတချို့ project တွေနည်းနည်းပုံနေအဲ့လိုသွားနေရင် project ဒီ scope ကြီး change ဖြစ်တယ်အဲ့ change တွေကိုလည်းကျွန်တော်တို့ကထိန်းနိုင်လိုအပ်ရင်တော့ change မှာပေါ့မလိုလားတဲ့ချင်းညာမျိုးကိုကျွန်တော်တို့လုပ်ပြရမလို့တော့ဘုံနာမမနာရတဲ့ဥပဒေဆောင်ရတဲ့အတွက်ဒီနေ့ကအဲ့ဒီတော့တော်တော်လေးလက်ပေါ်မှာလို့အခုလည်းဘိုးနဲ့လည်းပြီးတော့ပဲပေါ့မှာဆိုရင်ကိုယ့်ရဲ့လည်းဘိုးနဲ့လည်းပြီးတော့ဒါပဲစတဲ့ရွာလာတယ်တိုင်နေကာကပြတ်တို့ဘိုးလူမျိုးကအားရတဲ့အခါကျတော့အဲ့ဒီမှာစကောကပုံမှန်တော့တော့ဆိုတော့ပြောတယ်ဗတ်ကျော်လုံးတဲ့ကိစ္စကြီးနေတော့မယ်အချိန်ကျော်လုံးတဲ့ကိစ္စကြီးနေတော့ဒါစကော management ကိုခိုင်းရင်ဒီကြိုးကြီးတွေရအောင်ဟုတ်ပြီအဲ့ဒါဆို management ကိုလုပ်ထားတယ်ဘူးဘူးလေးပဲပေါ့ကိုလည်းခိုင်းရတယ်တို့တော့စာရတော့မယ်ဆို16ဆင့်ရှိအနာမဆုံးဆင့်ရပါပဲဆိုတော့ scope management လုပ်ဖို့ဆို plan ဆွဲ plan စဉ်းစားလိုက်တယ်ဆိုတော့ဒီမှာ initiation အစပြီးစဉ်းစားလိုက်အခုဆိုတဲ့ scope မှာဘယ်တိုင်းတော့ဒီပါတယ်လိုအပ်တဲ့ data ချက်တဲ့တွေလိုတော့စဉ်းစားလို့စအဲ့ဒါဒီနံပါတ်1စဉ်းစားလိုက်ဒီ plan လုပ်ဖို့ scope management ကိုစဉ်းစားလိုက်ဒုတိယတစ်ချက်ကဘာလဲဆိုတော့လိုအပ်တဲ့ information တွေကိုလိုအပ်တဲ့အဖွဲ့အစည်းတွေကြားပြီးပေါက်ပြီးရင် define the scope ဘုရားကစားမှာလားမပြေတော့ကောင်းမှာလားဆိုတော့ scope ကို define လုပ် scope ကို define လုပ်ပြီးလို့ရှိရင်သူ့ရဲ့ activity ကို break down လုပ်ဘုရားကလည်းဒီလိုစားမယ်ဆိုရင် activity ရပါတယ်ဆိုတော့မပြေတော့ကောင်းမယ် activity ဖြစ် activity နဲ့ဘုရားစားဒါ break down ဆိုရတယ်ဒါ break down ဆိုတာလည်းဘုရားဆွေးနွေးပြီးလို့ရှိရင် validity scope ဆိုတော့အဲ့ scope ကြီးက file နဲ့အတည်ပြုမယ်။ဒါတော့ file နဲ့အတည်ပြုရတယ်ဆိုတော့နောက်ပိုင်းကျရင်ရှင်းတယ်။ပြီးလို့ရှိရင် control scope ကိုလုပ်ထားတဲ့ကိုချမှတ်ထားတဲ့ scope အတိုင်းဖြစ်နေလားမဖြစ်နေဘူးလားဆိုတာကို control လုပ်။အဲ့တော့ scope management မှာဒီ6set နဲ့တွားတယ်။အဲ့တော့ခက်လားလို့ခက်ဘူးဒါကိုလုပ်နေတာဒီ process time နဲ့တွားနေတာ။ဒါကလည်းပြီးတော့ပေါ်ရအောင်။အဲ့တော့ scope management plan ဆွဲတယ်။ plan ဆွဲတယ်ဆိုတော့ plan သွားတော့ဒါပုံစံတိုင်းပဲလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ခြေခံပုံတွေပဲတော့ကြမစခင်မှာဘယ် scope ကြည့်သွားမယ်ဘယ်ဟာလုပ်မယ်ဘယ်ဟာလုပ်လို့ဆိုတော့ scope ကိုလုပ်တဲ့အတိုင်းအတာလေးကိုတော့မှတ်ရတာ scope ပဲအဲ့ဒီမှာချက်ရှိတာကဉာဏ်လို့ပြောရတာရှိတယ်ဉာဏ်အမြင်ကျမှာတော့မှန်တယ် scope အားချင်းလို့ရှိရင်လေလောကကိုယ်လုပ်တဲ့လုပ်ငန်းစဉ်မပေါ်လို့ scope အားကျယ်လို့ပါပြင်တယ်လို့ရှိရင်လေ
တွေများတယ်ချိန်ကြီးကုန်တယ်လောရတာဦးစုပ်ပြီးအဲ့တော့ scope ကို define လုပ်တဲ့အချိန်မှာတက်တော်ဆုံးမှာကို proper ကိုပြုလုပ်တယ် scope ကျင်းလို့လည်းမရဘူး scope ကျဲလို့လည်းမဖြစ်တဲ့ပြတဲ့ scope ကိုပဲဖြစ်ရအဲ့ဒါဖြစ်ဖို့ဆိုတာဒီ plan ကြီး plan ဆိုတဲ့ချိန်မှာပါမယ်ဆိုတော့ဘယ်နည်းနဲ့တကယ်သတ်မှတ်မှာလဲ scope ကိုလို့ရှင်ပြီးရင်တော့ requirement ကိုလိုအပ်တဲ့ data ကိုဘယ်လိုစုပေါင်းပါလဲဘာပဲတော့ဘယ်လိုပြောပါလဲတော့က delivery ကိုဖြစ်တဲ့ output စီပါပါလေချိန် request ကိုဘယ်လိုလုပ်မှာလဲချိန် request ကတော့စိုက်တော့မယ်ဆိုရင်က scope ချိန်ပါပြီအဲ scope ချိန်ပါတဲ့ဟာကိုဘယ်လိုကိုက်ပြောပါလဲဘောလုံးမှာလားဘောမှုလားနောက်တစ်ခုက scope ဆိုတော့ scope ပေါက်သွားတယ် scope ကျော်သွားတဲ့ဟာကိုဖြစ်ပြီးဘူးလေဘယ်လိုချိန်ပါလဲဒါလေးစဉ်းစားရတဲ့ plan စဉ်ဒုတိယဆင့် requirement ဆိုတာဘာလဲဆိုတော့အဲ့ဒါစကောကိုဖန်ဖို့အတွက်ဒီကအချက်အလက်ကိုစုပေါင်းပါတယ်။ခင်ဗျားဒီနေ့စုပေါင်းပါလား။စာရေးတွေလုပ်ပါလား။ workshop တွေလုပ်ပါလား။ focus group discussion လုပ်ပါလား။အဲ့ဒီလိုတဲ့ information ကိုကျွန်တော်တို့ကစုပေါင်းအောင်။ဥပမာဖြင့် software မှာကျွန်တော် budget ဘာလို့ရှိရလဲ။ကိုယ်ရမယ့်အားဆိုတော့ဒါတော့မရှိဘူးလေ။ budget ကြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒေတာစဉ်းစားတော့ဘယ်ဟာတွေတော့ကြည့်လို့မယ်ဘယ်ဟာတွေတော့ကြည့်လို့ပြောတာဥပမာအပြင်ကျွန်တော်တို့အကောင်လုံးဝအောင်စီမံနေလို့ရှင်းဖို့တော့ဒီလိုတော့မဟုတ်တော့အများကြီးစဉ်းစားတော့ဒါတော့လိုအပ်တဲ့ information ကိုကိုယ့်ချီကပြောလို့ရတယ်ပါလားအဲ့ဒါပြီးဒီလိုမျိုးရမယ် workshop တွေလုပ်ရမယ်ဒီနည်းနဲ့ကျွန်တော်တို့ကရှာတော့ဒုတိယတစ်ချက်ကလူတွေပါပါလေစိတ်ယူတာလူတွေပါပါလေဒေတာတွေပါပါလေPCB ရောပါပါလားဒါတွေကိုကျွန်တော်တို့ကစုစည်းရတယ်အဲ့ဒီမှာလက်တွေ့ဖြစ်နိုင်တဲ့ခြေလက်တွေ့ဖြစ်တဲ့ budget ဒါတွေကိုဆက်ပြီးတော့စဉ်းစားတခါလေးမှာအပေါ်ကနေပြီးတော့ကျွန်တော်တို့တွန်းနေတယ်အပြောင်းတဲ့ခန္ဓာအတွက်ဒီလိုင်းဖွင့်ရမယ်ဘယ်လိုလဲ scope ကစဉ်းစားရပြီလားအဲ့ဒါတော့ဖြစ်နိုင်ဘူးလို့ရှိရင် scope change ဖြစ်သွားတယ်ဆိုလို့ရှိရင်ဘာလို့ဆိုတာချက်ကိုကျွန်တော်တို့ကပြောအဲ့လိုမှမဟုတ်ဘဲလက်ခံလိုက်ပြီးတော့တွန်းလို့ရင်တေးကြတယ်အမှန်လို့ times နဲ့ cost မှာအဖက်လာတယ်အဲ့လိုမဖြစ်စေဖို့အတွက်ဒီ information တွေကိုကြိုပြီးတော့ပေါက်ထားတယ် scope ကို define လုပ်တယ်နောက်တစ်ခုက scope ကိုဖိုင်တဲ့အချိန်မှာကျင်းတာလည်းမဖြစ်ဘူးကျယ်တာလည်းမဖြစ်ဘူးအတွက်ဒိုနာတဲ့ requirement ကပါလေဒိုနာရဲ့ requirement ဆိုတာကဒိုနာချင်းဒီပတ်စံယူပြီးလုပ်လို့ဆိုရင်ဒိုနာ requirement ကပါလေဝိဇ္ဇာကလည်းဘယ်တစ်ချဝေးပြီးလုပ်လို့ဆိုရင်ဝိဇ္ဇာကတော့ဒါလေးစီးမင်းရဲ့ requirement ကပါလေတဲ့လားစီးမင်းရဲ့ requirement ကပါလေလူကြီးရဲ့ requirement ကပါလေဒါကိုစဉ်းစားတယ်ဥပမာအပြင်ကျွန်တော်တို့လုပ်နေတဲ့ဒီဆောက်ရေးလုပ်ငန်းတွေဆိုဝတိဆိုအများနဲ့တော့နာမည်လို့ပြည်သူတွေအကျိုးရှိပြီအဲ့ဒီတော့လုပ်ငန်းတွေကိုတွန်းလို့ဥပမာမိုးပြီးတာမိုးကြပြီးတာတဲ့လုပ်ငန်းတွေပြီးအောင်လုပ်ဒါမပြီးနိုင်တော့ကျွန်တော်တို့တော့ဆိုတော့ပြင်ရတယ်ဒီဇင်ဘာလောက်ပြင်ရတယ်အဲ့ဆိုပဲဒီဇင်ဘာလောက်ပြင်ရတာဆိုပဲအဲ့ဒီချိန်မှာနိုင်ငံတော်ဘက်က requirement ကမရှိလေဇန်နဝါရီမှာပြီးတော့ဒါဆိုဇန်နဝါရီဒီဆိုပဲဒါတိုင်းနဲ့ပတ်သက်တဲ့ဆိုပဲဒီ promise ကိုဘယ်နေရာမှာလုပ်မှာလဲဒီပတ်သက်ထားတဲ့နေရာပဲဒီမှာတော့ဆိုဒီအရက်ကြော်ပြီးသွားလို့ကျွန်တော်တို့ဆိုကိုပေါက်ပါတယ်အဲ့လိုမဖြစ်အောင်ဘယ် geographic area မှာလုပ်လဲဘယ်အချိန်မှာပြီးလုပ်လဲဘယ်ရတော့ဘယ်လောက်ပုံလဲစသည်ဖြင့်အဲ့ဒါကြီးလိုအပ်တဲ့ information တွေစုစည်းရပြီအဲ့ကျွန်တော်တို့ဆက်ဟိုစောဖို့တမ်းတဲ့အဆင့်မရောက်ဘူးအဆင့်3ရောက်တဲ့ခါကျတော့မှ scope ကိုတမ်းအဲ့ scope ကိုတမ်းတဲ့အချိန်မှာနှစ်ခုရှိတယ် in scope နဲ့ out scope in scope ဆိုတာကဒီ project နဲ့ဘောင်ဝင်တဲ့ scope ပြီးဒါ in scope အဲ့ဒီဘောင်ဝင်တဲ့ scope ပြီး out scope ဘုရားကုနဲ့လည်းဘယ်တော့မှမin scope ဒါကျွန်တော်တို့ရဲ့ scope ပဲအဲ့သောတော်တို့တော်ရပါလားက out scope out scope လို့ပြီးရဆိုကျွန်တော်တို့ကဒီထဲမှာလို့လုံးဝမယ်ဆိုရင်လည်းကျွန်တော်တို့ကပြင်တော့ဒါကြောင့် engineering ပြီးတယ်ဒီဆောင်ရွက်လုပ်ငန်းတွေလုပ်တဲ့ချိန်မှာ provide estimate ဆိုတဲ့ scope change လုပ်တာမူလာတော့ကရေလေးကိုပေရီယာနဲ့တူမယ်လို့ပြောထားတယ်အဲ့ဒီတူထားလိုက်တဲ့အချိန်မှာပေရီယာ50ဖြစ်သွားတယ် scope change ပေရီယာလုပ်မယ်ဆိုတဲ့ scope ကမရတော့ပေရီယာ50ဖြစ်သွားတဲ့အခါပတ်စံဘူးအချိန်ကိုပုံလာအဲ့ဒီအတွက်ကျွန်တော်တို့က provide estimate ဆိုပြီးတော့ပြန်ပြီးတော့အကြည့်ပြုချက်ယူထားအဲ့ဒါ scope change ဖြစ်သွားတယ်အဲ့ဒါကြောင့်မို့ in scope နဲ့ out scope ကိုဒီအဆင့်3မှာ
ကျွန်တော်တို့ကခွဲပြီးရတာကတော့ corporate loan structure ဒါကတော့ခုနကလည်းဆွေးနွေးပြီးဘာတွေလုပ်နေဘယ်အဆင့်ကြီးလုပ်နေဘာလို့ကျွန်တော်တို့ကအဲ့လိုပြလိုက်တဲ့အတွက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေမကြံတော့ဘူးဘယ်လိုမျိုးကိုဘယ်အချိန်မှာလုပ်နေဆိုတာဒီအဆင့်မှာကျွန်တော်တို့ကပြောပြတာပဲပြီးလို့ရှိရင်ကိုလုံးမဲ့ activity ခုချင်းစီလိုက် budget activity ခုချင်းစီလိုက်လုပ်တဲ့ work plan schedule ဘာတွေအားလုံးကိုဒီထဲမှာ work plan လို့ဆိုတာကြားထဲမှာကျွန်တော်တို့ကထည့်ပြီးစဉ်းစားရတယ်ပြီးရင် community ကုသမှုကိုကြည့်ဒီပုံစံနဲ့ကျွန်တော်တို့ကဒါဒီဘာဝပြလို့ဆိုတာရဲ့နုနာပုံစံလေးကို activity တစ်ခုပေါ်မှာကျွန်တော်တို့ကလုပ်ငန်းစဉ်ကြီးဖွဲ့သွားတယ်ဥပမာအားဖြင့်ဒီကကျွန်တော်တို့ RBS မှာ RBS မှာနေကဘာလို့တာလဲဆိုတော့ဒီရွာတေရွာကိုကျွန်တော်တို့ကစုဖွဲ့ပုံစံနဲ့လုပ်တယ်ဒါတော့လို့ရဒါတော့ဒီစင်းရဲမပါတဲ့အိမ်တော်စုကိုဥတည်တယ်အဲစင်းရဲမပါတဲ့အိမ်တော်စုကိုဥတည်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ထုတ်ပြီးတဲ့ပတ်စံကြီးတွေအားသေးဆယ်သေးအားသေးဆယ်သေးနဲ့စီးပွားရေးလုပ်ငန်းကိုလည်းလုပ်ရတယ်ပြောနေတာကဥတည်တာစုစားဖို့လုံတော့ရုပ်ဆက်မရှိဘူးဝေချင်းချောင်းနေတာကိုစိတ်ကြည့်မရဘူးလားမင်းအောင်မရဘူး project design ကမရဘူးအဲ့ဒါဆိုရင်ဟုတ်ပြီစားဖို့တော့ရှိနေတဲ့လူတွေကသူဘာလုပ်မှာလဲသိကြတော့နောက်တစ်နေ့တော့စားဖို့တော့လိုတော့ပြီးတော့ပတ်စံပူချအောင်လုပ်တော့မှာပေါ့ပတ်စံပူချအောင်လုပ်လို့စီမံကိန်းတစ်ခုလိုတာဒါသိအောင်ပြီးလို့ရဒါတော့ညာသိအောင်ရဲ့ဘာရှင်းကျူးစီမံကိန်းအနေနဲ့ကျွန်တော်တို့ RBS စီမံကိန်းပဲ RBS စီမံကိန်းဒီသိသုံးရပြီဒါတော့လည်းသိသုံးရပြီပြုံးပြီးပြီးတော့ RBS စီမံကိန်းမှာကြတော့ဥချင်းအောင်ပြီးလူ9ရက်ကနေ15ရက်စုဖွဲ့ဘုလူထုဖွဲ့အဲ့ဒီကိုလူတဲ့လူတွေဖွဲ့ဝန်မွေးတဲ့လူတွေဖွဲ့အဲ့ဒီလူကိုကျွန်တော်တို့က85မိနစ်85မိနစ်ရဲ့သူတို့ကနေပြီးတော့ပေးစစ်ဆိုင်တော့ကျန်တာကပေးတဲ့ရနဲ့ဒီလိုမျိုးတစ်ခုလို့ဘာတော့ပေးစစ်ဆိုင်ရလဲခိုင်းနေဆိုတော့ပုံနာရှိဘာမှမကနေပြီးတော့ပတ်စံအပြည့်ဝပေးလို့ရှိရင်တော့မှသူမသိဘူးကိုယ်စံနေပါလာတယ်ဆိုတဲ့အခါကျတော့မှဒီနေ့နေ့လုပ်တယ်။ရောမပြေတဲ့လက်တော်နဲ့ငါတို့ကိုယ်ပိုင်လက်တော်နဲ့ငါတို့ထိုင်ရတူလို့တူဘူးလားမတူဘူးဒါကပြည့်တယ်အောင်လူရဲ့နေချတော့ပေါ့အဲ့ဒီနေချကိုချိန်တဲ့အနေနဲ့ကျွန်တော်တို့ကကြည့်လိုက်ကျွန်တော်တို့ကစားလေးလေးနဲ့ကျွန်တော်ကပေးစိတ်ဖြစ်ဟောဒီတိုင်းစိတ်ကိုဝေလာနေတဲ့ကြောင်ဘုံမွေးမယ်ဝတ်ချံမျိုးကပြုစားတယ်လို့ဆိုရတယ်ကိုယ်မှာရှိတဲ့တဲ့ကိုယ်မှာရှိတဲ့တော့တော်တယ်တော်ပြီးတော့ချင်းကိုလာအဲ့ဒါလေးနဲ့ဆောက်ရအဲ့ဒါကိုကျွန်တော်ပေးစိတ်နေမှာတက်လို့ပြီအဲ့ဒီပတ်စံနဲ့ကျွန်တော်တို့ကလည်းပဲလူကြီးလုံးမရဘူးဖွဲ့လိုက်လို့အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဝါပရိကောင်ကအဖြစ်တယ်ဆိုတော့ပထမအဆင့်ကကျွန်တော်တို့ကျိုးတင်နေစနေဒါဝါပရိကောင်ဖွဲ့ချတယ်အဲ့တော့ကျိုးတင်နေစနေမှာမလုပ်ရမှာလေကျွန်တော်တို့ဒီဘာယူမယ်စီမံကိန်းကိစ္စနဲ့ကော်မတီတွေဖွဲ့ဒါကျွန်တော်တို့ဘာလို့လဲဖွဲ့ကြတယ်အဲ့ဒီပေါ်မှာဒီပါလေးချက်တာကိုကျွန်တော်တို့ဘယ်လားဘယ်နည်းမှာပြီးလို့ဒီဘက်ကနေကိုစီမံကိန်းကိစ္စရှင်းနေတာကိုဘယ်နည်းမှာလုပ်အသေးစိတ်ပြောလိုက်ဘာလို့ဒုတိယအဆင့်ပါလို့ပါလဲကျွန်တော်တို့ကျွေးနေစင်းနေစင်းပြီးတော့ plan စိတ်တော့အဲ့တော့ plan တော့ဘာလဲဆိုတော့ဒီမှာဖွဲ့ထထားတဲ့ကော်မတီတွေကိုကျွန်တော်တို့တင်တန်းပြီးပြီးရင်သူတို့ကနေပြီးတော့ဒီပတ်စံသိန်း100နဲ့ဘာစီးပွားရေးလုပ်ငန်းလုပ်ပါမယ်ဆိုတာကိုသူတို့အဆိုပြုတာရအောင် business proposal ရေးမယ် business proposal ရေးပါအဲ့ business proposal ကိုတည်ပြီးမယ်ဒါဆိုရင်ကျွန်တော်တို့စမကိစ္စတဲ့ကာလမှာဒီနေ့တိုင်းမှာ procedure မရှိသေးတဲ့အတွက်ရုံးတို့ကချိန်တာရုံးတို့ကြည့်တင်တာအဲ့ business proposal ရုံးတို့ကနေပြီးတော့ဒါကအကျိုးနဲ့ကြားနိုင်တဲ့လုပ်ငန်းလားရှုံးနိုင်တဲ့လုပ်ငန်းလားဆိုတော့စီစစ်ပြီးတော့မှဖွင့်ပြပြီးဒါကျွန်တော်တို့ကဒီစိတ်ပြီးတော့ရှင်ကျွန်တော်တို့ညမုံကြီးထုတ်ပြီးအဲ့တော့ညမုံကြီးတို့ကတော့ဘာလို့လဲဆိုရင်ဓွာနဲ့ကျွန်တော်တို့ဒီကော်မတီနဲ့စာချုပ်ချုပ်စာချုပ်ပြီးသွားပြီကျွန်တော်တို့ဒီပတ်စံအများလို့အစင်းရှင်ဖွင့်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရုံးတွေကနေပြီးတော့ညမုံကြီးလုပ်ပြီးစာချုပ်ချုပ်ပြီးရတယ်ကျွန်တော်တို့ညမုံကြီးလုပ်ပြီးညာသိအောင်မှာတော့လို့ရှိဘူးဘာလို့ညာသိအောင်ဘုံမာနနဲ့ဒီမှာက85ရင်းတော့ပြေးလိုက်ရဆိုတော့ဒီလိုတော့သားတွေဖြစ်နိုင်တယ်ပတ်စံယူသွားပြီးတော့အလုပ်လုပ်တဲ့ဟာမျိုးတွေဖြစ်နိုင်တယ်ဒါတော့ဒီမှာညမုံကိုစာချုပ်ချုပ်ပြီးတော့ဆိုရတယ်ပြီးရင် step 4ကျွန်တော်တို့ execution order ပေါ်ပြီး order ပေါ်တဲ့လုပ်ငန်းတွေကြိုက်တယ်
ပတ်လာတဲ့ပစ္စည်းတွေကိုနောင်ချတယ်ဒါဘာလို့လဲပြောရပြီးရင်ကျွန်တော်တို့သူ့ပြန်ပြီးတော့ဆက်ပြီးတယ်ဟိုရတယ်ရင်းနှီးပြန်ဆက်တယ်သူတို့ရဲ့ဆောင်ရွက်တဲ့လုပ်ငန်းတွေပေါ်မှာကျွန်တော်တို့ monitoring နဲ့ evaluation လုပ်နေပြီးရင်နောက်တစ်ဆင့်ဆက်မှုကိုလုပ်လိုက်တယ်ဒါစီမံကိန်းတစ်ခုလုံးကို operate ကိုဖွဲ့ချတယ်ဖွဲ့ချပြီးတော့ဒီအခုဒီပေါ်မှာကျွန်တော်တို့ schedule နဲ့ဒီပေါ်မှာသုံးတဲ့ budget တွေကိုကျွန်တော်တို့ကဆွဲတော့ဒါပြီး operate ကိုဆွဲချရဲဒီလိုနေပါလေအဲ့တော့ဆက်ဟာဘယ်လိုဆိုတော့ကိုရင်းထားတဲ့ကိုလောက်ထားတဲ့စုပ်ကိုကျွန်တော်တို့ကအတည်ပြုတယ်အဲ့ဒီမှာအရေးကြီးဆုံးဆက်ကဘာလဲဆိုတော့ကိုရင်းထားတဲ့စုပ်ကိုဒီမှာဘူးအတိမပြမှာလို့ရှိရင်နောက်ပိုင်းမှာနင်းပါနောက်ပိုင်းမှာပြီးပြီဥပမာအားဖြင့်ငါတန်းကိုထည့်ထားပြီးဘာလို့လဲအဲ့စာလုံးကဘာလို့မှမဆိုပါဘူးလားဟုတ်လားဘာလို့မှဆိုတော့ပါပြီလားဒီလိုဥပမာဒီမှာပါတယ်ပါမယ်မပါတယ်တော့ပါဘူးဒီမှာပါတဲ့ဟာကိုတွားပြီးတော့ဒီမှာပါတယ်ဆိုတွားခိုင်းလို့မရဘူးဒါတော့ဒီစုပ်ကိုအတိပြုလာလို့ကိုဆွဲရတယ်ဆိုအဲ့ဒီကိုဒီလိုပြရတော့မင်းကကုနာပါဒီတော့မပြောင်းဒီတက်စကိုဆိုရတာဒီဗီယူပြီးလို့ရှိရင်တော့ကိုလိုဆိုဒီစကိုကိုစောင့်ကြည့်ကြည့်တော့ဆိုကြော်သွားတာအင်လိုင်းဖြစ်ပြီလားဒါကိုဘုံကလို့ဒါဒီကျွန်တော်တို့စကိုနဲ့ပတ်သက်ပြီးတော့ဒါပွားတဲ့အဆင့်ကိုမကတ်ဘူးပြီးရင်စကိုတွေဘာလို့စကိုကြော်လဲအဲ့စကိုကြော်လဲတာကအများကြီးဖြစ်နေတာဆိုတော့ကိုဒေဗီလိုက်ပါလဲစကိုကြော်လဲတာကဖြစ်တာပဲအဲ့တော့ဘာလို့ဒီနေ့မှာပေါအောင်တဲ့လုပ်ကြီးအဲ့ဒီကိုလဲဒီလိုအဲ့တော့ဘုံကြီးကအုံးနဲ့ကျင်းတဲ့လူတော့အုံးနဲ့ကျင်းတဲ့ကိုလို့ရှိလို့ချင်းသတိထားမိဆိုတော့ဒီနေ့တော့ဘယ်လိုလဲငါတို့စက်တဲ့ကတော့ဘုံတော်ရဲ့ကမှာလို့ပဲကွာအဲ့ဒါကြီးငါတို့စဉ်းစားဘုံကပြင်းလာစက်တဲ့ကလေးရောက်တယ်ပေါ့တကယ်ပြရတာကဘယ်တော့လာတော့ဘုရားဘုံလာပြီးလို့ရှိရင်ဘုံလေးတွေတော့အဲ့လိုလုပ်ရအော်လုပ်နေတဲ့ဒီဆောင်မျိုးလုပ်တဲ့မျိုးဆိုတော့ပြည့်ပြင်းအဲ့ဒါမျိုးပြတယ်ဝင်ကြီးကလာစက်တာဒီတာဒီမောင်းလေးဆက်တာโอเคဘာလို့လဲနဲ့ပို့လိုက်နောက်တစ်ခါညိုလေးကလာစက်တာအမိသားမိသားကြီးမောင်းကြီးမင်းအုပ်လေးစီတာကိုဆိုပြင်းပြင်းပေါက်လာတယ်ပတ်စံလေးပုံလာအဲ့တော့ဒီဆိုးတဲ့ဘောဆိုးပြည့်တဲ့ဘောလေးကနည်းနည်းလေးဆိုတာကညာတဲ့စားတာဖြစ်တယ်အဲ့တော့အချိန်ကြီးတိုးလာတဲ့ဟာကတော့နည်းနေတယ် project တင်တာပြင်ထားပြီဟိုပြည်ဒါလေးပဲလုပ်ပြလိုက်အဲ့လုပ်ပြလိုက်တာကြီးညားလာတဲ့အခါမှာညားပြီးတော့ခဏမင်းဖြစ်လာအဲ့တော့ဆိုးပြည့်ရင်ဘာဖြစ်လဲဘယ်တက်ကြော်မယ်ချိန်ယူပြီးတော့လူလိုက်မှန်းရဲ့မပြည့်တော့ဒီ issue တွေကျွန်တော်တို့ဖြစ်လာအဲ့ဒါကြောင့်ကျွန်တော်တို့က software ဒီမှာကျွန်တော်တို့ပြောတာစီမံကိန်းကြာဆုံးမှုတွေဒီကအချက်တွေစေးနေပြီအဲ့တော့ဒီ scope ကိုသိဖို့လိုတယ်အဲ့တော့မဖြစ်ဘူးဆိုကျွန်တော်အားလုံးတော့ဘူးတားရတော့အသေးစိတ်တာပြီးရင်ဒီပြည့်ပြီဘာမှဒီဘူးလားဒါကခါထားတယ်ကျွန်တော်လုံးရချင်မှာကျွန်တော် IND ကိုစာ project တွေမှာတော့ကျွန်တော်လုံးရဒီ project design လုပ်ပြီးနေတာအဲ့ project design လုပ်ပြီးဒီ project ကဒါပဲလို့ကြော်လို့ဥပမာဒီစာမေးလို့လည်းလုပ်ရကျွန်တော်တို့ project တွေမှာအတောင်ဝင်လို့လည်းကျွန်တော်တို့မဟုတ်ဘူးတကယ်ပြီးတာမှာကျွန်တော်တို့လုပ်ဒါအဲ့ဒါကိုဘယ်လိုလဲကဒီကပြီးရင်ချိန်ကတော့ကျွန်တော်တို့ဖြစ်မှာတိုင်းတစ်ခုကိုတွန်းနေတဲ့အချိန်မှာဘယ်လိုအကောင်းလဲရတော့ရှိတယ်အဲ့ဒီအကောင်းလဲတိုင်းကိုကျွန်တော်တို့ကစုပ်ချင်းနေနေပဲပြန်ပြီးတော့ communication ယူထားဖို့လိုတယ်ဘတ်ဂျက်ကိုစောစောလို့ bias ပြန်လုပ်ထားဖို့လိုတယ်ခွိကကြတော့လို့အဲ့ဒီစက်နေမလို့ပြဘာပဲဆိုတဲ့အလုံးလည်းမလုပ်ဘူးအတီးပြလာလည်းမလုပ်ဘူးပြောတာကိုပဲလက်ခံလိုက်အဲ့တော့ project ခွိကိုမတော်ဘဲနဲ့ကျွန်တော်တို့ကစုပ်ချင်းဖြစ်ဖို့လောက်ကိုပဲစဉ်းစားနေတယ် documentation ကိုယူနေတော့ scope နဲ့ပတ်သက်လာရင် project manager တယောက်ပဲသိနေလို့မရဘူးအားလုံးမှာတော့ရှိတယ်ဒါတော့ project team မှာပါတဲ့လူတွေအားလုံးကဒီ scope နဲ့ပတ်သက်ပြီးတော့သိချာရတဲ့အောင်လို့ဟောတော့သူချင်းစီကနေတက်ပြီးထွက်လာတာဒါတော့အကုန်လုံးနားလည်အောင်လို့လေအဲ့ဒီစမှတ်ထားတဲ့ scope ကိုကျွန်တော်တို့ကြည့်တတ်တာလေး control လုပ်ဖို့ဆိုတော့သိကြတယ်ကျွန်တော်တို့
that's it နဲ့ treatment ဒါလေးကိုကျွန်တော်တို့က project scope management လို့ခေါ်တယ်ခါပြီးတော့ကျွန်တော်တို့ risk management risk က project ကိုလုပ်ရင်ကျွန်တော်တို့က risk ကရှိမှာပဲဘယ်လိုလဲပြောပြအဲ့တော့ risk မှာဖြစ်တဲ့အတွက် software analysis မှာကကျွန်တော်တို့က threat and opportunity ဆိုတာပါတယ်လုပ်တဲ့လုပ်ငန်းတွေတိုင်းမှာကျွန်တော်တို့ threat ရှိတယ်အနေရရှိအဲ့ဒီအနေရကိုကျွန်တော်တို့ကစနစ်တကျညှော်နှမ်းပြီးတော့စီမံထားမယ်ဆိုရင်ဒီဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ကစနစ်တကျအဲ့လိုပြင်ရှင်းနိုင်ဒါတော့စရဲက risk ကိုကျွန်တော်တို့ project management မှာထည့်ပြီးတော့မှန်ထားဖို့လိုပါတယ်အဲ့မှာအရေးကြီးတဲ့စက်ကဘာလဲဆိုတော့ risk ဒီကျွန်တော်တို့ reactive ဟုတ်တယ် proactive ဘာလို့လဲဆိုတော့ risk ဒီဖြစ်လာမှအလုပ်ရမယ့်အရာမဟုတ်ဘူးမဖြစ်ခင်တည်းကကြိုးစစ်သားထားပြီးတော့စီမံထားရမယ့်အရာဒါကိုကျွန်တော်တို့ proactive လို့ဟုတ်တယ်ဒီကလုံးလို့ပြောတာ risk ဒီပတ်သက်တိုင်းမှာ risk ရှိတယ်လုပ်ငန်းတိုင်းမှာ risk ရှိတယ်အဲဒီ risk ဒီကြိုပြီးတော့ကျွန်တော်တို့စဉ်းစားထားမယ့်အရာကြိုပြီးတော့ဘယ်လိုစီမံမယ်ဆိုတာ plan လုပ်ထားမယ့်အရာဖြစ်လာမှလို့မရဘူးဖြစ်လာမှလို့ရှိရင်ကျွန်တော်တို့ချိန်နေကြမယ်စက်လေးကိုကုန်မယ် project failure ဖြစ်နိုင်တဲ့ဒီဟာမျိုးရောက်ပါမယ်ဟုတ်တော့ဒါက project နဲ့ related ဒါလေးကို present လုပ်ပါအဲ့တော့ risk management ကိုကျွန်တော်တို့ကဒီ project life cycle ကိုလုံးဝကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလို့လုပ်မလဲ planning စက်မှာတော့ကျွန်တော်တို့ကဖြစ်နိုင်ရှိတဲ့ risk ကိုကျွန်တော်တို့မှန် implementation အဆင့်ရောက်သွားတယ်ကျွန်တော်တို့ကမှန်တဲ့ risk ကိုကျွန်တော်တို့ကစောင့်ကြည့်ရဒီတိုင်းဖြစ်လာတာဒီတိုင်းဖြစ်လာပြီးတော့ဘာလုပ်မှာလဲနောက်တော့က monitoring စက်မှာတော့ risk တွေကတစ်ချိန်နဲ့တစ်ချိန်တူကောင်းနေသွားတယ်အဲ့ဒီကောင်းနေသွားတဲ့ risk ကိုကသတိထားဖို့ဟိုမှာအပြင်လုံခြုံရေးပြည်စံတော်မှာမျိုးဒီကျွန်တော်တို့ရဲ့ risk ကိုကျွန်တော်တို့သတ်မှတ်ထားတယ်။စာသားကြီးလုပ်နေတဲ့အချိန်မှာတော့ကျွန်တော်က security ကကောင်းတယ်။စီမံကိန်းလုပ်နေရင်လည်းမကောင်းတော့။အားကိုဖွဲ့ပေါ်လာလိုက်ဒီဖွဲ့ကတည်းကဆိုလာလိုက်ဝန်ထမ်းတွေလာဝင်လို့ပြောလိုက်ဒါမျိုး risk ကကြောက်သွားတယ်။အဲ့ဒါကြောက်သွားတဲ့ risk ကိုကျွန်တော်တို့က monitoring စက်မှာထိန်းထားဖို့လုပ်တယ်။နောက်ဆုံး policy state မှာတော့ပါလဲဆိုတော့ကျုပ် risk တွေကစီမံကိန်းကပြီးသွားမယ် risk ကကျန်နေမှာပဲအဲ့ဒီ risk ကိုကျွန်တော်မှတ်တမ်းတင်ထားမယ်သင်ခန်းစာပေါ်လို့ပါမယ်ဥပမာဆိုပါလို့ကျွန်တော်တို့ DBA စီမံကိန်း DBA စီမံကိန်းမှာကျွန်တော်တို့စက်ရုံတွေစောက်တယ် DBA တွေပြုတယ်ပြီးရင်ပါလို့ပြောတယ်။ဘာနေပြီးတော့ operation meaning နဲ့သူကဆက်လို့အဲ့ဒါဆိုလို့ရှိရင် operation meaning နဲ့ဘာကောင်းကောင်းမလုပ်ဘူးဆိုရင်ဒီစီမံကိန်းရဆိုင်တော့ပါတယ်ဆိုတော့ risk ဒီစီမံကိန်း closure တော့ပြီးနေတယ်ဒီ risk ကကြံနေလို့ပဲအဲ့ဒီကြံနေတဲ့ risk ကိုကျွန်တော်က documentation pattern နဲ့ထားဖို့လိုတယ်စောင့်ကြည့်အမြင်နဲ့စောင့်ကြည့်နေဖို့လိုတယ်ဆိုတာကိုပြောချင်တယ်ဟုတ်အဲ့ risk ကိုကျွန်တော်တို့ manage လုပ်နေဆိုရင်ဒီ15ဆင့်နဲ့ကျွန်တော်တို့လုပ်လို့ရတယ်ပထမဆင့်ကဘာလဲဆိုတော့ anticipate လုပ်တယ်ဒီ risk တွေကဘာတွေလဲဆိုတာကိုဒါကျွန်တော်တို့ပေါ်လို့ပြီးလို့ရှိရင်အဲ့ risk တွေကိုကျွန်တော်တို့ analyze လုပ်ဖြစ်နိုင်တာမဖြစ်နိုင်ဘူးလားပြီးလို့ရှိရင်တော့အဲ့ဒီ risk ကကျွန်တော်တို့ဖြစ်နိုင်ရင်အများဆုံးလားအနည်းဆုံးလားအလဲလက်လားဆိုတော့ risk ကို priority သတ်မှတ်မယ်ပြီးရင်ဒီ risk ကိုဖြစ်လာတဲ့ risk ကိုကျွန်တော်တို့ကဘယ်လိုဖြေရှင်းမှာလဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒါကိုဘယ်လို monitor လုပ်မှာလဲဒီစက်နဲ့သွားစီမံကိန်းတွေမှာကျုံမှားရတာက priority တော့လို့ risk ကိုပေါ်ထုတ်တယ်တစ်ခါလေး priority လုပ်တစ်ခါလေး priority လုပ်အမှားရဆုံးမှာအဲ့ risk ကိုဘယ်လိုရှင်းမယ်ဆိုတော့မစင်ထားတော့မဟုတ် risk management မှာဖြစ်လာနိုင်တဲ့ risk ကိုဘယ်လိုကိုင်တွယ်ရှင်းမယ်ဆိုတော့တစ်ခါလေစဉ်းစားတာအဲ့ဒီတော့မှကျွန်တော်တို့ဖြစ်လာတဲ့အချိန်မှာဟုတ်တယ်ဆိုဖြေရှင်းလို့ရတယ် anticipation ဒီ situation မှာလို့ပြောတယ်ကျွန်တော်တို့အားလည်းပြောဒီကတော့မဖြစ်သေးခင်မှာဖြစ်လာနိုင်တဲ့ risk တွေကိုကြိုပြီးတော့မှန်တာသိလို့ပါအဲ့လိုလုပ်တဲ့အချိန်မှာ project manager ကမလုပ်ပါနဲ့အားလုံးတိုင်ပြီးတော့ပြောတော့ပြောပြီးတော့နားထောင်နေတယ်ကိုတယောက်တည်းလို့ဆိုရှင်မပြည့်စုံပါဘူးအောင်းများပါလာလို့ရှိရင်ပို့ပြီးတော့ပြည့်စုံတယ်လို့ပေါ့ဒါတော့ project ဒီအလိုက်ကျွန်တော်တို့လည်းပေါ့လို့ပါလိုအပ်လို့ရှိရင်ဒီပညာတတ်တဲ့သူတွေကိုနေပါဘာလို့စေတော့ဖြစ်လာနိုင်လဲပြီးရင်စိတ်ဝင်စားလေးအမြင်ပေါ့
ကိုဒီစီမံကိန်းလုပ်တဲ့နေရာမှာဘာသာရေးပါတယ်စောစောကလူတင်တာ process မှာလုပ်တဲ့သူတို့ကကုမ္ပဏီတွေပါတယ်ဒါဆိုကိုယ့်ရဲ့အမြင်ကိုကျွန်တော်တို့ကသိစတာပါပြီးရင်ဒီလိုအလားတူလုပ်တဲ့ project ကိုရှိခဲ့တယ်ဆိုရင်အဲ့ project ဒီမှာဟောဘယ်လို risk ကိုပေါ်လို့လာလဲသူတို့ရဲ့ lesson တွေနေရာမှာရှိတယ်ဒါကိုစဉ်းစားပြီးတော့မှကျွန်တော်တို့က risk ကိုပြုပြင်ထားမှာအဲ့တော့ risk ကိုများများမှန်းနိုင်ပြီး project တွေစိတ်ဖြစ်ပါစိတ်ဖြစ်ပါ risk တော့ပြစ်ချင်ပါတယ်ပြစ်ချင်တယ်ပြစ်ချင်တယ်တို့အထူးမှန်းတာဖြစ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်က main ကိုဒီကရှင်းလိုက်ပုံမှန်တဲ့တနာကိုပေါ်လာတာဖြစ်တယ်လို့ရှင်းရတာလွယ်ပုံမှန်တဲ့ဖြစ်တယ်ဆိုလို့ရှိရင်တော့ဖက်ပြီးပေါ့အဲ့ဒါတော့ဟာလူပြင်းလူတွေလောက်ကြတော့အားဒါကြီးတော့စီးပွားရေးနဲ့စဉ်းစားအချိန်ကြီးပုံမှာအဲ့လိုမျိုးအဲ့ဒါကို short ချဖို့ risk ကိုငိုတွေကမှန်းတာဒါ anticipation ပြီးလို့ရှိရင် analysis အဲ့ဒီ risk ကိုကျွန်တော်တို့က analysis လုပ်ပါဘယ် risk ကတော့ဒီနေ့ခံတယ်ဖြစ်တယ်ဘယ် risk လို့ရှိရင်တော့ကျွန်တော်တို့ပြေးအကြည့်လိုက်ပြီးစသည်ဖြင့်ဒီ risk ကိုကျွန်တော်တို့ analysis လုပ်တာအဲ့ဒီ risk ကိုသောသောကလို့ analysis လုပ်တာပြီးဆိုတော့ကျွန်တော်တို့အကြံပြုချက်ကတော့ risk register ဆိုတဲ့အားကိုအားပြီးဟိုခဲကစီဘောဘယ်က risk ဒီ risk ကိုကျွန်တော်တို့ဘယ်လိုရှင်းမလဲဘယ်လိုဘာဖြစ်လဲဆိုတဲ့အားကိုအားအဲ့တော့အဆင့်ဆုံးကြတော့ကျွန်တော်တို့ကပြောရှင်းမှာရှင်းမှာပထမအဆင့်အဆုံးစဉ်းစားတယ်ဒုတိယအဆင့်မှာအဲ့ဒီ risk ကို analysis လုပ်လိုက် analysis လုပ်ပြီးရှိအဆင့်ဆုံးကပါလဲဆိုတော့ဒီ risk ကိုကျွန်တော်တို့ပတ်ပတ်ဆိုဥစားပြီးပတ်မှာဥစားပြီးတော့ဖြစ်နိုင်နေရှိတဲ့ဟာ impact များတဲ့ဟာကျွန်တော်တို့ဥစားပြီးစဉ်းစားမှာတော့ risk ဒီကျွန်တော်တို့အချက်ချင်းနဲ့စဉ်းစားပါလို့ပြောတဲ့အတွက်ဆက်လက်ပြီးနားမှာခုလည်းမဟုတ်တော့ဘဲနဲ့အားဖြင့်နေတယ်ဆက်ပြီးနေတယ်တော့အဲ့ဒီဆက်ပြီးစလုံးဒီပါရမီခုလည်းရှိနေမှာ risk တွေလည်းရှိမယ်တွေလည်းဆိုရင်ကျွန်တော်တို့က low price ကိုပြောပါတယ် risk အကြီးကြီးပဲစီမံကိန်းကိုသောက် failure ဖြစ်သွားနိုင်တဲ့အားမျိုးကြီးဆိုရင်ကျွန်တော်တို့ high priority ပေါင်းပါတယ်အဲ့ဒါကြောင့်ဒီအဆင့်မှာကျွန်တော်တို့က risk ကိုသတ်မှတ် risk ကို primary လုပ်တယ်အဲ့ဒါ primary လုပ်တဲ့အချိန်မှာကျွန်တော်တို့ကဘာ tools ကိုသုံးရလဲဆိုတော့ RAM ဆိုတဲ့ tool ကိုသုံးရတယ် risk assessment method risk assessment method ဆိုတာကိုကျွန်တော်တို့ကသုံးပြီးတော့လုပ်လို့ရတယ်ဒီမှာကျွန်တော်တို့ဘယ်လိုလဲပြောလိုက်risk assessment method ကဘာလဲဆိုတော့ probability ဖြစ်တယ်မှာဖြစ်နိုင်တော့ဖြစ်နိုင်တယ်ဆိုတဲ့ဟာကဖြစ်ချင်တယ်ဖြစ်မယ်ဖြစ်ချင်တယ်ဖြစ်အဲ့ဒီပုံမှာကျွန်တော်တို့က15ဆင့်ပြောရတယ်ပြီးလို့ရှိရင်တကယ်လို့အဲ့ဒီ risk ဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လောက်ထိကြည့်လိုက်ပါ impact ကိုကျွန်တော်တို့အဆက်တာအဲ့တော့သူ့ရဲ့ risk for priority formula ကဘာလဲဆိုတော့ impact and probability ပဲ probability အဲ့တော့ဒီ matrix ပေါ်မှာကျွန်တော်တို့ကပြလိုက်ဆိုတော့ဒီဘက်ကကျွန်တော်တို့ကအဆင့်5ဆင့်ကျွန်တော်တို့ထားတော့ဟို value low median high very high ဒါက impact ဖြစ်ပေါ်လာတဲ့ကြီးတယ်သေးတယ်လေလက်တော့ကြီးတယ်ပေါ့ဒီ impact ကိုစားဒီဘက်ကကတော့ဟိုဖြစ်နိုင်ရရှိတယ်ဖြစ်နိုင်ရနေတယ်အများကြီးဖြစ်နိုင်ရရှိတယ်ပိုဖြစ်နိုင်ရရှိတယ်အဲ့ဒီနှစ်ခုကိုတောက်တဲ့ဟာဒီ risk value ပြောရတယ်ဒီမှာဒီကျွန်တော်တို့ကတစ်နှစ်သုံးလေးဒီကနေလိုရတဲ့စာကိုတစ်နှစ်သုံးလေးဒီဘက်ကနေလိုရတဲ့စာကိုတစ်နှစ်သုံးလေးအဲ့တော့တစ်နှစ်တောက်လို့ရှိရင်ပြည့်ရအဲ့ဒါဒီလိုအဲ့တော့အစိမ်းအောင်ဒီကျွန်တော်တို့ကလိုတယ်အဲ့တော့ဒီ matrix ဘာလဲဟိုရိုးမားကိုပေါ်လာတာ matrix ကိုသုံးတယ်ဆိုရင်ဒီပေါ်formula ရတာပဲဥပမာရဲ့ရမ်းကတစ်ကနေ5ကျွန်းဝင်နေတယ်ဆိုလို့ရှိရင်လို့6ကနေ14ကျွန်းဝင်နေတယ်ဆိုရင် median 15ကနေ25ကျွန်းဆိုရင်အဲ့ဆိုရင်ကျွန်တော်တို့ကဒီလို median ဖြစ်သွားတယ်အဲ့ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့ဗတိတာဒါက matrix ကိုကျွန်တော်တို့ row ပေါ်row 5ခုပေါ်5ခုနဲ့ခွဲတယ်တချို့က4ခုနဲ့ခွဲတယ်ဒါအဲ့ဒါ4ခုနဲ့ခွဲ5ခုနဲ့ခွဲတယ်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့5ခုနဲ့ခွဲတယ် social project တွေမှာကျွန်တော်တို့4ခုနဲ့ခွဲတယ်ပြောပါမယ်ဥပမာအားဖြင့်ဆိုရင်ဒီဘက်မှာ unlikely positive likely very likely ဖြစ်နိုင်ဘူးဒီဘက်ကဖြစ်နိုင်တယ်အလားအလာရှိတယ်ဖြစ်ဖို့များအဲ့လိုများဖြစ်လာလို့ရှိရင်ဒီဘက်ကမိုင်နာပဲဖြစ်ဒီဘက်က moderate လေရက်ဖြစ်မှာဒီဘက်က major ဖြစ်မှာ
ဘက်ကပြင်းနေတာဖြစ်အဲ့တော့ဒီမှာကျွန်တော်တို့က LIP ကဒီဘက်ကဖြစ်လာလို့ရှိရင်လည်းဘိုင်နာပဲဖြစ်နေဆိုရင်လို့ဒါတော့ဖြစ်တဲ့လေးနဲ့ဒါကျွန်တော်တို့ကလို့သွားတယ်အားတဲ့ကိုကြားကျွန်တော်တို့ဒီမောတော့မီလီယံသွားတယ်30ရာဒီ16ပြီးကျွန်တော်တို့ခိုင်းလို့သွားဟိုဒါဘက်ဒ်ကိုသုံးပြီးတော့ကျွန်တော်တို့ကဒီလိုတို့ဒီjudgment နဲ့ဆိုရင်ဘာမှဆိုဒီ tool ကိုကျွန်တော်တို့ကသုံးပြီးတော့ကျွန်တော်တို့လုပ်ရအဲ့တော့ဒီအောင်ကြည့်ရတဲ့ကျွန်တော်တို့ကဒီဇာတ်မှာတည်ထားခြင်းအပြင်ကျွန်တော်တို့ဘယ်ဟာကိုဖြည့်ရှင်းမှာလဲနီအောင်ဖြည့်ရှင်းမှာပေါ့နီအောင်ဖြည့်ရှင်းမှာစိတ်အောင်ကျွန်တော်တို့ဒါမသိရင်တွေ့တော့စိတ်အောင်ကမိုင်နာနဲ့ပဲလာတယ်ဒီဘောကိုရှင်းအဲ့တော့ဘာလို့ဒီလိုဆိုရင်ကျွန်တော်တို့က risk family ကြားတာမှလည်းပေါ့။ဒါကတော့သာပြီးတော့ဖြည့်ရှင်းရမယ်။ဒါကတော့ကျွန်တော်တို့တော့ပြီးတော့ရှင်းရမယ်။ဒီမှာအားရပေါ့။အဲ့တော့ primary လို့တဲ့ဒီမှာဒီ risk assessment matrix နဲ့ကျွန်တော်တို့လုပ်လို့ရတယ်။ဒီခုလုံးက column လေးနဲ့လုံးကအားလုံးနဲ့လုံးကကိုယ်သဘောပဲရတယ်။ပုံလားပြီးတော့ကျွန်တော်တို့အားလုံးနဲ့ပြောလို့ရရှိတယ်။အားလုံးရှုပ်လို့ဒီခုနဲ့လုံးဆိုလည်းရတယ်။ risk register ဆိုတော့ထွက်လာတဲ့ risk ကိုကျွန်တော်တို့ register လုပ်ရတယ်အဲ့မှာဘာပါမလဲဆိုတော့ risk ID ပါမယ် risk ကဘာလဲဆိုတာပါမယ် risk မျိုးစားပါမယ်ဘယ်လိုကကောင်းလဲမရှင်းပါလဲဆိုတာပါလေသူက risk တွေကိုလူမီညံပါမယ်ဖြစ်နိုင်ကြပါမယ်ဖြစ်လာရင် impact ပါမယ်ဖြစ်ရတဲ့ကောင်းနေပါမယ်ကျွန်တော်တို့သိချင်းရမယ်အခုသိချင်းရမယ်တက်တဲ့လေးပါဒါဒီ risk register ဒီလိုရတယ် risk ID ကဖြစ်လာရင်ဒီပေါ်တဲ့ကြောင်းပါလေဆိုတော့ဒါနဲ့လာပြီးကျွန်တော်တို့က priority ကြီးရအဲ့ဒါဆိုရင်ကျွန်တော်တို့ကတိုင်းဖို့ပါအဲ့ဒါကိုကရှင်းရမှာလေ empathy နဲ့ရှင်းရမှာဒါကျွန်တော်ဒီကောင်းရေးပြောတယ်လို့ပြော category ဆိုရင်ဒီမှာဖြစ်နိုင်ဒီလောက်ရှိတယ် very likely ဖြစ်ဖို့များတယ်ပေါ်လို့လာအဲ့ဒါဖြစ်လာရင်ဇာတ်ရတာဒီမှာဖြစ်မှာလေဒီမှာကောင်းတယ်ပါဒီမှာဖြစ်သွားအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါကိုဘယ်လိုရှင်းပါလဲဒီမှာခါရပေါ့အဲ့တော့ကျွန်တော်တို့ဒီရှင်းပါလေဥပမာတစ်ခုပြောပါမယ်ငလင်းကြီးလုပ်တဲ့အချိန်မှာကျွန်တော်တို့ကြည့်တဲ့ဦးစီးဌာနကနေပြီးတော့စောက်ထားတဲ့ဂျီစင်ယူကြတယ်ဂျီစင်ပေါင်း86ခုကျွန်တော်တို့ပြည့်စုံတယ်86ခုထဲမှာ63ခုကမြေပေါ်မှာပူပြပါတယ်73ခုကဒီမှာပြည့်စုံပါတယ်ဘာကြောင့်ပြတ်တာလဲကျွန်တော်တို့ကန်စင်တာလိုက်တဲ့အချိန်မှာကျွန်တော်တို့တိစောက်တာက complete time completeရေးဖြစ်တဲ့အတွက်ငလင်းလုံးချလိုက်တဲ့အချိန်မှာဘုံလဲပါအဲ့ဒါဆိုရင်ကျွန်တော်တို့ကလာမဲ့နေ့ဒီမှာဒီ project ဒီမှာလေဒါငလင်းဒီ risk ဖြစ်တော့အဲ့ဒီ risk ဒီဘာဖြစ်မှာလဲနေရာဖြစ်တော့ design ရတယ်နေရာဖြစ်တော့မှဆိုရင်နေရောပါအဲ့ဒီ risk ကိုတိတိနဲ့အဲ့ဒီတိုင်းကအဲ့ဒီ community ရေးနေတာဆက်ဆောင်မှာပဲနောက်တစ်ရင်ပြင်အဲ့ဒီမျိုးကြောင့်အဲ့ဒါဆိုတော့ဒီ risk ကိုသိပြီးဆိုဘယ်လိုစီမံပါလဲ design ချင်းရအောင်ဒါတော့ကျွန်တော်တို့ design ချင်းဘာနဲ့ချင်းလဲဆိုတော့ suicide နဲ့ဆောက်တယ် suicide ကတော့ဘာဖြစ်ဖြစ်တယ်ငယ်လေးလို့ရှိရင်သူကခါသွားတာပဲရှိတာပြိုသွားတဲ့စင်ကြောင့်ဘုံကအမှားဆိုတော့ပြိုကျသွားအဲတို့ဒီပဲဒါပြည်နေတဲ့တုံးမှုတွေကျွန်တော်တို့ဒီနေ့မဟုတ်တော့ပြိုကျသွားဒီဇိုင်းရတော့ဆိုတော့ risk ကိုငယ်လေးဖြစ်လာရင်ခံရဆိုတော့ risk ကိုမစင်သားမိအမှားတော့ကဒီပြလိုက်ရတဲ့ချိန်မှတဲ့သင်္ကန်းတော့အဲ့ဒါတော့ကျွန်တော်တို့ကလာမယ့်အမှားဆိုတော့ဒီဇိုင်းကိုပြန်တော့ဒါဒီ risk ကိုစင်သားပြီးတော့ကျွန်တော်တို့ manage လုပ်လိုက်တဲ့အားလို့နောက်တော့ supply chain ကိုကတော့ဒီလက်ဒီအချိန်ကြီးမရဘူး။နေ့ကပုံမှန်ပြောတာဒါ risk ဟုတ်ဒီလက်ဒီအချိန်ကြီးမရဘူးလို့ချင်းလူဝတ်တာမရှိရတဲ့စင်ကလောက်လေဒါမျိုးတွေကျွန်တော်တို့က risk register မှာဖြည့်ရတယ်ဆိုရင်ဒီဟာလို့ဆိုတော့ဒါလေးကျွန်တော်ကြည့်ပြီးတော့ဘယ်ဟာတော့အရေးကြီးတယ်ဘယ်ဟာတော့အရေးကြီးဆိုတာစီမံခန့်ခွဲလို့ရတယ်။အစင်လေးဒီ risk ကိုကျွန်တော်တို့ဘယ်လို address လုပ်ပါလဲ။ဒါခုနေ့ရတယ်ကျွန်တော်ဒီလိုမျိုး risk က external risk ရှိတယ် internal risk ရှိတယ်ပေါ့
external risk ကိုဘယ်လိုစီမံမှာလဲအဲ့တော့ external ပဲဖြစ်ဖြစ် internal ပဲဖြစ်ဖြစ်ကျွန်တော်တို့ risk ကိုစီမံတဲ့အခါမှာဒီအဆင့်၅ဆင့်နဲ့ကျွန်တော်တို့ address လုပ်ရအောင်ပထမအဆင့်ကဘာလဲဆိုတော့အဲ့ဒီ risk ကိုကျွန်တော်တို့တည်ချတယ်ဒုတိယ risk ကဖြစ်လာနိုင်တဲ့ risk ကိုကျွန်တော်တို့ short ချတယ်တတိယအဆင့်ကကျတော့ကျွန်တော်တို့ plan လုပ်တယ်ဆိုတော့အဆင့်ကကျတော့အဲ့ဒီ risk တွေမှာပဲလက်ခံတယ်ဆိုတော့လိုဖြစ်နေတဲ့ risk မျိုးဆိုရင်ကျွန်တော်တို့လက်ခံတယ်လက်ခံတယ်ပြင်လည်းပြည့်စုံတော့ဒါတွေတော့ကျွန်တော်တို့အောက်ဆောင်ခံတော့ဘူးလိုလိုရှင်းလို့ရတယ်နံပါတ်5ကျတော့ကိုယ်လည်းမရှင်းနိုင်လို့ risk မျိုးဆိုရင်တော့သူများကိုဝေးချတယ်သူများကိုဝေးချတယ်အဲ့ဒါကိုသူများကိုပေးရတယ်ပြောတယ်အဲ့ဒါကျွန်တော်တို့ risk ကိုသိမ်းတာဖြစ်အဲ့တော့ risk ကိုအဲ့လိုဆိုလို့ဆိုရင်ဒီ5ဆင့်နဲ့ကျွန်တော်တို့လုပ်လို့ရတယ်ဒီ5ဆင့်နဲ့အဲ့ဒါနဲ့ကျွန်တော်တို့ခြေဝင်ပြီးလုပ်လို့ရတယ်ဒီကြားလေးကိုဆိုရင်ဟုတ်လား risk ကိုထည့်ထားပါပြောပါလေတော့ပြောပြီးဒီစင်ကိစ္စဒီစင် design ချိန်လိုက်တဲ့အတွက် risk ရှိသေးတယ်အဲ့ဒီ risk မရှိတော့ဒါဒီ risk ကို eliminate လုပ်လိုက်ဟုတ်လားစီမံကိန်းကိုဘယ်လိုလုပ်ရအောင်တော့ဒီ base စီမံကိန်းကိုဆက်လုပ်လို့လုပ်ရအောင်အဲ့ဒီ base စီမံကိန်းမှာလုပ်တဲ့ design risk ကိုကျွန်တော်တို့ကပြောင်းလိုက် design ပြောင်းလိုက်တဲ့အတွက်အဲ့ဒီ risk ကလုံးဝမရှိတော့ဒါကျွန်တော်တို့က risk ကို eliminate လုပ်တာပဲဒါကြောင့်ကျွန်တော်တို့ကဘယ်လိုမှကျွန်တော်တို့ reduce လုပ်လို့မရနိုင်တဲ့ဟာမျိုးတော့ဘာ eliminate လုပ်ရနိုင်တဲ့ဟာမျိုးဆိုရင်ကျွန်တော်တို့ဒီဟာကို eliminate လုပ်ရတယ်ဒါဆိုတော့ဒီစကိစ္စဥပမာဓာတ်ပေါ့ရှင်းတဲ့လမ်းအဖွဲ့တွေဓာတ်ပေါ့ high risk လာပြီဘာသာတော့ဆိုလို့ဒီကနေပြီးတော့ AI လို့ပြောတဲ့လမ်းကကျွန်တော်တို့ရှုံလို့ပြီးဘောမှာပေါ့အောင်တဲ့လမ်း risk ဉာဏ်ကြီးဟုတ်တော့ service agreement ကောင်းဘောလို့ဆိုရင်တဲ့ policy ရတဲ့အဲ့ဒါဆိုရင်ဒီ risk ကိုဘာလို့လဲလမ်းကိုပြောင်းတယ်လမ်းကိုပြောင်းလိုက်လို့ရှိရင်ဒီ contract တွေနာမည် risk ကမရှိနိုင်ဘူးဒါကို risk elimination ကိုဒုတိယအဆင့်ကဘာလဲဆိုတော့ risk ကို reduce လုပ်တယ်အဲ့တော့ risk reduce လုပ်တာတော့လောဘလည်းမပယ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ risk ကို short ချဥပမာဆိုတော့ဒါတလားပေါ့တဲ့အချိန်မှာကိုယ်ကနေ basket ကျူတွေနဲ့ပြေးထားတယ် basket ကျူတွေကနောက်ဆုံးပိုင်းကပေါင်းပြီးဘူးလာတဲ့ကာလနဲ့ပေါင်းပြီးဘူးလာတယ်ဟောတော့အဲ့ဒီ risk ကဘာဖြစ်မှာလဲဘူးလာကျွန်တော်တို့လုပ်ငန်းတွေထိခိုက်တယ်ဒီလေးဖြစ်အဲ့ဒါအဲ့ risk ကိုဘယ်လိုချော့ချမလဲလို့ပါကျွန်တော်တို့ပူထက်ပါပေါ့ဆက်ရန်နေရပူထက်ထက်ပါပေါ့အလုပ်ချိန်ကိုရှေ့ပိုင်းမှာတိုးရင်တိုးပါပေါ့ဒါဒီကျွန်တော်တို့ risk ကို reduce လုပ်လိုက်တယ်ဟုတ်လားနောက်တစ်မျိုးရှိရတယ်ဒါပေါ့အောက်မှာဒီဘက်တိုင်းရှိနေတယ်ဒီဘက်တို့ရှိနေတယ်ဆိုရင်အဲ့လို risk ဒါလည်း risk အဲ့လို risk လို့တာကျွန်တော်တို့eliminate လုပ်လို့မရဘူး reduce လုပ်လို့ရပါတယ်အဲ့တော့ဒီဘက်တိုင်းကဘယ်လိုလုပ်လဲဒီလက်ကသူတို့စီရင်ရတော့ဟုတ်ပြီဒီလိုပိုင်တဲ့နားမှာရှိတယ်အဲ့ဒီပိုင်နေရှိတဲ့နေရာကိုသူကပြထားတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီနေရာကိုလုပ်တဲ့အချိန်မှာရန်တမ်းပြီးတော့ဒီဘောစတီနဲ့တိုးရအောင်မလုပ်တော့ဘူးဟုတ်လားအဲ့တော့ risk ကို reduce လုပ်လို့ရတယ်နောက်တစ်ခုက plan risk တော့ဖြစ်လာနိုင်တဲ့ risk ကိုကျွန်တော်တို့ကစောစောက plan ဆွဲလို့ရတယ်နားလည်းနားကလည်းစောစောလို့ဘိုးလာလို့ရှိရင်ဘယ်လိုလုပ်မလဲကျွန်တော်တို့တွေက plan ဆွဲရတယ်ကျွန်တော်တို့ဆိုတော့ RS မှာဒီ risk ဘာလဲဆိုတော့အဲ့ဘုန်းကြီးတို့တက်ပြီးတော့ဝတ်မွေးဝတ်တယ်ကမလို့ risk ပဲဖြစ်နိုင်ရင်ဖြစ်ရင်ပဲကဘာလို့ကြီးတယ်ဝတ်တော့မွေးဝတ်ကောင်းလေးဒီမှာအကုန်လုံးဆုံးနေတယ်အဲ့ဒါဆိုဒီဘောဘယ်လိုရှင်းမှာလဲဒါကိုလည်းကကျွန်တော်ကကာကွယ်ရေးထိုးပါတော့တော့အချက်ပါဝတ်မွေးကကာကွယ်ရေးထိုးပြီးတော့ဝတ်ကိုလုပ်ရအောင်ဆရာမလည်းပြန်အမှန်တည်းအစာကိုကြည့်ရမှာဒါကျွန်တော်တို့ risk ကိုကာကွယ်လို့တာပြီးရင်ထိတ်ရတယ်တကယ်လို့များအဲ့ဒီဝက်ကတည်သွားတဲ့လူရှိတော့ဝမ်မတဲ့ခွဲကပြန်စားတယ်ဘုတော့အကောင်ကြီးရတယ်အကောင်ပေါ်တော့ပြန်တယ်ပြောနေတာဒီလိုမျိုးမပြတ်သွားဘူးအကောင်လေးနဲ့စားမွေးတယ်နှစ်လလောက်ကြာတယ်အကောင်ကြီးပြီးတည်သွားတယ်တည်သွားပြီးသွားဆိုပြီးပြောလို့မရဘူးပြန်ထည့်ရမင်းပြန်ထည့်ရ
ဒီခုလေကျွန်တော်တို့ဒါဝေးကျဲမှာနေတယ်တော့ဝင်ဒီကုန်းနဲ့ကျွန်တော်တို့ဖတ်တယ်တစ်ချိန်ရောက်တယ်တစ်ချိန်မှာနွားတွေယူလိုက်တာပေါပုံးရပါလိုက်ပြီးတော့ဘာမှမရှိဘူးဒီစိတ်တွေဆိုတာဘုရားရှင်ဘာပြရတယ်ဘာမှမလုပ်တဲ့တေကိုကြီးမစက်တာတော်တော်ကစက်တာတရိစ္ဆာန်ပဲတက်တက်ပြည့်တဲ့တေးနိုင်တေးရင်ဘာလို့လဲဆိုတော့ risk ကို plan လုပ်တာလေဒါဒီကျွန်တော်တို့ risk ကို plan လုပ်နေတယ်ဆိုတဲ့ဥပမာဘာလို့လဲဆက် risk ရန်ပြီးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဆက်လုပ်လိုက်ပါပေါ့အဆက်လုပ်တော့ဒီဘာတည်းတဲ့တာဘာကျွန်တော်တို့စီဝေးရရှိတဲ့ဟာမျိုးဟောဒီနေ့တော့ပစ္စည်းကအရေးလည်းမကြည့်ဘူးမနေ့ကမှကောင်းတဲ့ဟာမျိုးဒါပဲဆိုတော့အဲ့ဒီ risk ကပြီးနေတယ်ဆိုရင်ကျွန်တော်တို့ကလက်ခံနိုင်ရလူဖြစ်နေတယ်လို့ဆိုတော့နောက်တစ်ခုက risk မှာတော့ဘာကျွန်တော်တို့ကဒီလိုဖြစ်လာဘူး plan လည်းလုပ်မနိုင်ဘူး eliminate မလုပ်နိုင်ဘူးဆိုရင်တော့တခြားပုံစံကိုပြီးလိုက်ပေါ့ဥပမာနဲ့ကြည့်ရတာမှဒီလိုလားရှိတယ်ဒီလိုပြပြ80တဲ့ဓာတ်တွေဆိုရင် risk များတယ်ဒီဇိုင်းပုံလို့လေ content စီစာလုံးလို့လေကြောင်းကျင်တဲ့ပညာရှင်တွေလို့လေအဲ့ဒါမျိုးဆိုရင်ဘယ်လိုလုပ်လို့ဟုတ်နော်ဘယ်လိုလုပ်လို့ဘာလို့လဲဒါကိုကြည့်ရတာကိုဘယ်လိုလုပ်လို့ရှိကိုအဲ့လိုထုတ်ပြီးတော့ဖတ်လိုက်ဒါ risk မှာပါလို့ဘာလို့လဲ risk ရှိတယ်သူများလို့ရင် risk မရှိဘူးအဲ့တော့သူများ risk မရှိတဲ့လူကိုပြောပြလိုက်ဒါ risk မှာပါလို့ခေါ်တယ်ဘာဖြစ်လဲဟောတယ်ကြောက်ပိုင်းခွဲကြောက်ပိုင်းခွဲဘာမခွဲတဲ့ခွဲတဲ့ခွဲရင်စက်နေရှိတယ်အဲ့တော့ကြောက်ပိုင်းခွဲတဲ့လူမှာပြီးတော့ခွဲလိုက်ဒါ risk ကို transfer လုပ်လိုက်ဟုတ်ပြီအဲ့တော့ဒီ risk ကိုရှင်းတဲ့အချိန်မှာကျွန်တော်က15ကျင်းနဲ့မျိုးစားအားလုံးနဲ့ကျွန်တော်တို့စီမံထပ်ဝဲလို့ရတယ်မောင်ကြီးကတော့ risk ကိုကျွန်တော်တို့ register နဲ့ထားပြီးတော့ဒီဖြစ်တယ်အဲ့ဒီ risk ကိုပုံမှန်မော်နီယာလုပ်ဖို့ risk အသက်တွေလောကီတိုင်းနဲ့ထပ်ပြီးတော့ထွက်လာနိုင်တယ်ထွက်လာနိုင်တဲ့ risk ကိုလည်းကျွန်တော်ကဆက်ကြရမယ်နောက်အဲ့ဒီ risk တွေကျွန်တော်တို့ကစတော့ high medium low ဆိုပြီးတက်တာအဲ့ဒီကောင်ကအချိန်ပေါ်မှာမူတည်ပြီးတော့ကြောင်းလိုက်ပြန် medium ကလည်းတက်ပြင်းဖြစ်သွားအဲ့တော့ဥပမာပြီးကျွန်တော်တို့ budget နဲ့ပတ်သက်လာတယ်budget ကတော့ဒီကာလမှာကျွန်တော်တို့တင်တောင်းမယ်တိကျတင်တောင်းမယ်တိကျရနိုင်ကြီးရှိတယ်ဆိုရင်တို့တော့မရဘူးဆိုတဲ့ဟာလည်းရှိတယ်အဲ့ဒါကိုကျွန်တော်တို့ medium လို့သတ်မှတ်လိုက်တယ်တို့တော့တိကျကာလလည်းရောက်ပြီးတိကျကာလလည်းရောက်ပြီးဒီဘက်ကတင်နေတဲ့ process ကြီးကလည်းကြာနေတယ်ဆိုရင် medium နဲ့ theory ကအဲ့လိုရောက်အဲ့တော့ risk register ထားတာတော့မှန်တယ် monitor လုပ်လို့ medium ဟိုက်ဖြစ်သွားနိုင်တယ်ဟိုက်ဒီရဲ့ medium ဖြစ်သွားနိုင်တယ် low လည်းဖြစ်သွားနိုင်တယ်ဒါကြောင့် risk ကိုကျွန်တော်တို့က monitor လုပ်ဖို့လိုတယ်ကြောင်းလဲနေတဲ့အခြေအနေနဲ့ဒီ update လုပ်ပါဖို့လိုတယ်တော့ကိုယ့်ရဲ့ risk တွေကတော့သိမခက်ဘူးဒါတော့ပဲဆွေးနွေးဖို့ရှိနေတယ်ဒီလိုမျိုးရတယ်